မိုက်ဆိုရင်ရှောင်းနေလွယ်လေမမီဝဲနဲ့ပြေးအောင်နဲ့ပညာရှိကိုအရှိတွေလေမိဝဲစီကနီယူလေသုံးမရေနာမိငါများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆံရေးညော်တွေသုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲတည်းရှိကတင်ကြိုးပြုလေလူသည်ကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်းလို့မတိမ်စေနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေတိုင်းညော်ရီသုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များကိုကြာမြင့်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရေးနဲ့အသက်မွေးဖို့အသက်တင်လေလူနစ်ဆိုင်ရာခြင်းဝေများကိုကောင်းစွာတင်ကြနာလေစေမန်ကရင်ချေချိုတာအေးဆိုရင်တပါစေရာမဘုရားဝါရကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိပါချေကိုကောင်းစွာဆက်ပေးဝစ်ကြည်ခြင်းကျွေးသိချတာတာနဲ့မရဘူးမြောက်စားကြီးမြင့်ဝစ်ကုန်စေအလောက်တာဝေးမလေးနဲ့အပြည့်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစု၍မျော်ရသုံးချက်ပေးရာမဘုရားဝါရကပ္ပမင်္ဂလာရေသုံးတန်စေတနာပြုစေလန်းလို့ဘေးကဝေမြလူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုင်မာနဲ့သူစရိုက်ရာကိုချစ်ပါလေဆွေမျိုးတွေကိုပြစ်မထားနဲ့တင်ဟာရနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူလူချိုးတဲ့ဖို့ရဆောင်လေရာမဘုရားဝါရကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုသည်များကိုမတွေ့ခင်ကရှောင်ကျင်လေတွေ့ကြုံလာလျက်မလို့ချူနဲ့အထူးသဖြင့်ဆောင်စည်းနေအေးရသေးစားမတော်စားနဲ့မောင်မတတ်တဲ့အိယာပင်လောက်ကံပြောချတတိထားတရားမမေ့ရာမဘုရားဝါရကပ္ပမင်္ဂလာရေအတ္တကိုဝါပုတ္တကြီးကစီကခါစားရိုသေသေးမာနကိုကိုမချွာနဲ့ကိုကိုနှိတ်ချအမြဲနေလောဘအကိုလုံးမလိုက်နဲ့ကိုထိတ်တာနဲ့ခြေနဲ့လေကိုပေါ်ပြူသူချေအထူးတည်တဲ့စေရာမဘုရားဝါရကပ္ပမင်္ဂလာရေဝိစာနေတိုင်းခတ်တဲ့စိတ်ကိုချုပ်ထိတ်တီးခံလေကြိုးချောင်းကြညို့ဆုံးပါစကားကိုပြောကြနာကနားလွယ်စေသူမြတ်ပုဂ္ဂိုလ်ဟုသည်များမကြခင်နာတွေ့ဆုံးလေတဘာဝတွေ့မှကဲဆွေးနွေးမပြတ်ပေရာမဘုရားဝါရကပ္ပမင်္ဂလာရေလောကီအာယုစေမှုပြောမကျူးနဲ့ချိုးဆန်းလေမြတ်တာပြမစိုးလက်ကိုင်းတော့သူမြတ်ချင်းထုံးရွံ့မသွေလေးပါးသစ္စာဉာဏ်မြင်ကြည့်အမှန်သိအောင်ကြိုးစားလေဒုက္ခလူကင်းနေဝချင်းအလေးပေါနိုင်လေ
တိုင်းဒီပြေးရစိတ်ခဲလို့ လူနဲ့လူချင်းတန်တာနဲ့ ငြိမ်းချမ်းပါစေအားဒီတာနဲ့ စွမ်းနာရတာကိုနေတယ် 38ဖြာမင်္ဂလာတရားရေးသားကြတာလေအဖို့